အားလုံးမင်္ဂလာပါဇီဝက Head Knowledge Sharing Channel ကနေကြိုဆိုပါရစေဒီနေ့တစ်ချက်နဲ့အတူ Grade 12 Biology Chapter 5.2.4 Photoperiodism 5.2.5 Photomorphogenesis အကြောင်းကိုလေ့လာကြရအောင် 5.2.4 Photoperiodism Effect or requirements of relative length of day and night on flowering is called photoperiodism နေ့တစ်နေ့ရဲ့နေ့နဲ့ညနဲ့ကြာမြင့်တဲ့အချိန်တွေကပန်းပွင့်တဲ့အပေါ်မှာ effect ရှိတာကို photoperiodism လို့ခေါ်တာဖြစ်တယ် Most plants flower only when they are subjected to a light phase for less or more than a critical period အပင်အများစုက critical period တဲ့နေ့အချိန်ရှည်ခြင်းတိုခြင်းပေါ်မှာမူတည်ပြီးတော့မှပွင့်ကြတာဖြစ်တယ်တနေ့တာရဲ့နေ့အချိန်လေးတိုမယ်ဆိုလို့ရှိရင်ပန်းပွင့်တဲ့အပင်တွေကို short day plants လို့ခေါ်ပြီးတော့မှတနေ့တာရဲ့နေ့အချိန်လေးရှည်တဲ့အခါပန်းပွင့်တဲ့အပင်တွေကို long day plants လို့ခေါ်တာဖြစ်တယ် A critical period is the period of light or darkness required by the plant to induce flowering critical period ကတော့အပင်တွေပန်းပွင့်ဖို့အတွက်လိုအပ်တဲ့နေ့အချိန်ဒါမှမဟုတ်ညအချိန်ကာလကြာမြင့်ချိန်ကိုခေါ်တာဖြစ်တယ်ပန်းပွင့်တဲ့အပင်တွေအားလုံးအတွက် critical period က fix မဟုတ်ဘူး species ပေါ်မှာမူတည်ပြီးတော့မှ critical period ကပြောင်းလဲနိုင်တာဖြစ်တယ် short day plants တွေမှာ critical period က typically 11 to 12 hour အောက်ကိုနေပြီးတော့မှ long day plants တွေမှာဆိုလို့ရှိရင်တော့14 to 16 hour အထက်မှာရှိတာဖြစ်တယ် day neutral plants တွေကတော့နေ့နဲ့ညနဲ့အချိန်နဲ့ကြာမြင့်တဲ့ပုံမှာမူမတည်ပဲနဲ့ပန်းပွင့်တာဖြစ်တယ် short day long day နဲ့ day neutral plants တွေကိုပြထားတာဖြစ်တယ် depending upon the duration of photoperiod plants have been divided into following categories photoperiod duration ပေါ်မှာမူတည်ပြီးတော့မှအပင်တွေကို၃မျိုးခွဲခြားနိုင်တယ် short day plants they require shorter photoperiod than their critical photoperiod in order to initiate flowering short day plants တွေကတော့ပန်းပွင့်တာကိုအစာပြုဖို့အတွက် critical period ထက်နည်းတဲ့နေ့အချိန်ကိုလိုအပ်တာဖြစ်တယ် they are long night plants short day plants တွေကတော့နေ့အချိန်တိုပြီးတော့ညအချိန်ရှည်တဲ့အခါမှာပန်းပွင့်ကြတာဖြစ်တယ် example အနေနဲ့ soybean နဲ့ onions အပင်တွေဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင် short day plants တွေကတနေ့တာရဲ့နေ့အချိန်က critical period ထက်နည်းနေမယ်ဆိုလို့ရှိရင်ပန်းပွင့်ကြတာဖြစ်တယ် long day plants they require longer daylight period than their critical photoperiod for flowering they are short night plants long day plants တွေကတော့ပန်းပွင့်မှုအတွက် critical photoperiod ထက်များတဲ့နေ့အချိန်ကိုလိုအပ်တာဖြစ်တယ် long day plants တွေကနေ့အချိန်ရှည်ပြီးတော့မှညအချိန်တိုတဲ့အခါမှာအပွင့်နေပွင့်ကြတာဖြစ်တယ် example အနေနဲ့ radish potato အပင်တွေဖြစ်တယ် white radish နဲ့ red radish အပင်တွေကိုပြထားတာဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင် long day plants တွေက critical photoperiod ထက်ရှည်တဲ့နေ့အချိန်ရှိတဲ့အခါမှာအပွင့်နေပွင့်ကြတာဖြစ်တယ် short day plants နဲ့ long day plants တွေအပွင့်နေပွင့်တာကိုကြည့်မယ်ဆိုလို့ရှိရင်နေ့အချိန်ကြာမြင့်မှုထက်စာလို့ရှိရင်ညအချိန်ကပန်းပွင့်တာကိုအဓိက control လုပ်တာကိုတွေ့ရတယ် long day plants မှာဆိုလို့ရှိရင်ညအချိန်ကာလအတွင်းမှာအလင်းရောင်ရှိတဲ့အချိန်ကာလတိုရှိမယ်ဆိုရင်အပင်တွေကနေ့အချိန်ရှိတာအနေနဲ့ response လုပ်ပြီးတော့အပွင့်နေပွင့်တာကိုတွေ့ရမှာဖြစ်တယ် day neutral plants they are indeterminate plants the floral initiation in them is independent of photoperiodism example tomato cotton day neutral plants တွေကတော့နေ့ညအချိန်ကြာမြင့်တဲ့ပေါ်တွေမှာမူမတည်ပဲနဲ့တနည်းအားဖြင့် photoperiodism ပေါ်မှာမမီခိုပဲနဲ့အပွင့်နေပွင့်ကြတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့် day neutral plants တွေကို indeterminate plants တွေလို့ပြောတာဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင် day neutral plants တွေက critical photoperiod တဲ့ပိုရှည်တဲ့နေ့ချိန်ပဲဖြစ်ဖြစ်တိုတဲ့နေ့ချိန်ပဲဖြစ်ဖြစ်ညကာလမှာ flashlight ပဲရှိအပွင့်နေပွင့်တာကိုတွေ့ရမှာဖြစ်တယ်အပွင့်ပွင့်မှုအတွက်အပင်တွေကအလင်းရောင်အပြင်တခြား condition တွေလည်းလိုအပ်တာဖြစ်တယ် environmental temperature အပင်မှာရှိတဲ့ nutritional levels တွေ environmental stress တွေကအပွင့်ပွင့်နဲ့အပေါ်မှာ affect ရှိတာဖြစ်တယ် physiology of flowering it is proposed that
A hormone called florigin is synthesized in leaves, which is responsible for initiation of flowering. Leaves တွေမှာ synthesize လုပ်တဲ့ florigin ဆိုတဲ့ hormone ကပန်းပွင့်တာကိုစတင်ဖို့အတွက်လုပ်ပေးတာဖြစ်တယ်။ဒီပုံမှာတော့အရွက်တွေမှာထုတ်လုပ်လိုက်တဲ့ florigin ဆိုတဲ့ hormones ကအပွင့်ပွင့်ရမယ့်အကိုင်းရှိကို transport လုပ်တာကိုတွေ့ရမှာဖြစ်တယ်။ဒါဒီဥတုအရန်ပူမယ်ဆိုလို့ရှိရင် florigin activity ရဲ့ inactive ဖြစ်တာမျိုး florigin synthesis ကိုကျစေတာမျိုးဖြစ်ပြီးတော့မှပန်းပွင့်တာကိုတားမြစ်နိုင်တာဖြစ်တယ်။ဒီပုံမှာတော့ plant growth regulator အနေနဲ့သုံးတဲ့ synthetic florigin ကိုပြထားတာဖြစ်တယ်။ 5.2.5 photomorphogenesis အကြောင်းကိုလေ့လာကြရအောင်။ Plants can sense light direction, quality, intensity and periodicity. အပင်တွေကအလင်းရောင်တွေရဲ့ direction တွေ quality တွေ intensity လို့ခေါ်တဲ့ပြင်းအားတွေနဲ့ periodicity လို့ခေါ်တဲ့အချိန်ပိုင်းခြားနဲ့အလင်းရောင်ထိတွေ့မှုတွေကိုခံစားနိုင်ကြတာဖြစ်တယ်။ Light induces phototropism, photomorphogenesis, flowering, germination, etc. အလင်းရောင်က phototropism, photomorphogenesis, flowering နဲ့ germination process တွေပေါ်မှာ effect ရှိတာဖြစ်တယ်။ညအချိန်မှာဖွင့်ထားတဲ့လမ်းမီးတွေကအပင်တွေပေါ်မှာဖြစ်ပေါ်နိုင်တဲ့ effect တွေကိုပြထားတာဖြစ်တယ်။ညအချိန်မှာအမြဲတမ်းလင်းနေတဲ့လမ်းမီးတွေကအပင်တွေရဲ့ photoperiodism ကို offset ဖြစ်စေတယ်။ flowering တွေကိုလည်းနှောက်ယှက်နိုင်တာဖြစ်တယ်။ညအချိန်မှာ artificial light တွေကိုမလိုအပ်ဘဲနဲ့အသုံးပြုခြင်းအလွန်အကျွံသုံးစွဲခြင်းက light pollution ကိုဖြစ်စေပြီးတော့သဘာဝအတိုင်းရှိတဲ့ light cycles တွေကိုထိခိုက်စေနိုင်တယ်။ wildlife နဲ့လူတွေရဲ့ကျန်းမာရေးပေါ်မှာ negative impacts တွေရှိနိုင်တာဖြစ်တယ်။ Plants exhibit different growth habits in dark and light. အပင်တွေရဲ့ကြီးထွားမှုဖြစ်စဉ်တွေကမှောင်တဲ့အချိန်နဲ့လင်းတဲ့အချိန်တွေမှာကွဲပြားခြားနားတာကိုတွေ့ရတယ်။ In the dark, they have elongated stems and differentiated chloroplasts and expanded leaves. ညအချိန်မှာအပင်တွေက photosynthesis မလုပ်နိုင်ဘူး။အမှောင်ထဲမှာထားတဲ့အပင်တွေက stem တွေရှည်လာတယ်။ leaves တွေကတော့ကျယ်ပြန့်နေတာမျိုးမရှိဘဲနဲ့ chloroplasts တွေကလည်းကောင်းကောင်းမဖွံ့ဖြိုးတာကိုတွေ့ရမှာဖြစ်တယ်။ Photomorphogenesis involves inhibition of stem elongation, differentiation of chloroplasts, accumulation of chlorophyll and expansion of leaves. အလင်းရောင်ထဲမှာထားတဲ့အပင်တွေက stem တွေ elongation မဖြစ်ဘဲနဲ့ leaves တွေကတော့ပိုပြီးတော့မှ expand ဖြစ်လာတာကိုတွေ့ရတယ်။ leaves မှာရှိတဲ့ chloroplasts တွေပိုပြီးတော့မှ mature ဖြစ်လာပြီးတော့ chlorophyll တွေလည်းများလာတာကိုတွေ့ရတာဖြစ်တယ်။ Photomorphogenesis မှာ light က signal အနေနဲ့အပင်တွေရဲ့ growth နဲ့ structural changes ပေါ်မှာ influence ဖြစ်တာကိုပြောတာဖြစ်တယ်။အလင်းရောင်နဲ့ leaves တွေရဲ့ interaction ၃မျိုးကိုပြထားတာဖြစ်တယ်။သူရဲ့ပေါ်မှာကြာရောက်တဲ့ light တွေက reflection, absorption ဒါမှမဟုတ်လို့ရှိရင် transmission တွေဖြစ်ပေါ်နိုင်တယ်။သူရဲ့ပေါ်မှာကြာရောက်တဲ့ light တွေက green light ကိုသူရဲ့မှာရှိတဲ့ pigments တွေက absorb မလုပ်တဲ့အတွက်ကြောင့်အစိမ်းရောင်အနေနဲ့မြင်ရတာဖြစ်တယ်။ Photomorphogenesis can be induced by red, far red and blue light. Photomorphogenesis ကို red, far red နဲ့ blue light တွေကအားပေးတာဖြစ်တယ်။ light, far red နဲ့ blue light တွေက visible light တွေဖြစ်တယ်။ sunlight ရဲ့ different wavelengths တွေကအပင်တွေရဲ့ growth ဖြစ်တဲ့ stage တွေပေါ်မှာ affect ဖြစ်တာကိုပြထားတာဖြစ်တယ်။ Light is perceived in plants by photoreceptor, that is phytochrome, cryptochrome and phototropin. Light တွေကိုအပင်တွေမှာရှိတဲ့ photoreceptor တွေဖြစ်တဲ့ phototropin, cryptochromes, phytochromes တွေကလက်ခံယူတာဖြစ်တယ်။ photoreceptor တွေနဲ့သူတို့ regulate လုပ်တဲ့ process တွေကိုပြထားတာဖြစ်တယ်။ The photomorphogenesis stimulus is perceived in leaves by phytochrome. Photomorphogenesis stimulus ကိုသစ်ရွက်တွေမှာ phytochrome photoreceptor တွေကလက်ခံရယူတာဖြစ်တယ်။ Phytochrome is a protein containing covalently attached chromophore. It is a blue-green pigment. Phytochrome ကတော့ chromophore covalently attached လုပ်ထားတဲ့ protein ဖြစ်တယ်။ Phytochrome မှာ blue-green color ရှိတဲ့ pigment ဖြစ်တယ်
red light နဲ့ far red light တွေက inactive ဖြစ်တဲ့ phytochrome ကို active ဖြစ်အောင် stimulate လုပ်တယ်။ active ဖြစ်သွားတဲ့ phytochrome က light response အနေနဲ့ photomorphogenesis process တွေကို regulate လုပ်တာဖြစ်တယ်။ photomorphogenesis ကတော့ light ကနေ influence လုပ်တဲ့အပင်ရဲ့ growth နဲ့ developmental process တွေကို general terms အနေနဲ့ခေါ်တာဖြစ်တယ်။ photoperiodism ကတော့ photomorphogenesis ရဲ့ specific type တစ်မျိုးဖြစ်တယ်။ Importance of photomorphogenesis. Plant growth and development are influenced by a variety of environmental factors, including light. အပင်ရဲ့ growth နဲ့ development တွေကို light အပါအဝင် environmental factor မျိုးစုံက လွှမ်းမိုးနိုင်တာဖြစ်တယ်။ Light, on the other hand, causes a variety of responses in the plant's body in addition to photosynthesis. Light က photosynthesis အပြင်အပင်မှာဖြစ်ပေါ်တဲ့ response မျိုးစုံကိုဖြစ်ပေါ်စေတာဖြစ်တယ်။ These responses have a significant impact on the course of plant growth and the final plant appearance. Light ကိုအပင်ကနေ response လုပ်ခြင်းအပြင်အပင်ရဲ့ကြီးထွားမှုနဲ့အပင်ရဲ့တွင်ပြင်လက္ခဏာတွေပေါ်မှာ significantly impact ဖြစ်နိုင်တာဖြစ်တယ်။ They are morphogenic responses to light. Photomorphogenesis က light ကိုအပင်က morphology ပုံပန်းသဏ္ဍာန်ပြောင်းလဲခြင်းအပြင် response လုပ်တာဖြစ်တယ်။ Many plant seeds, for example, do not germinate unless they are exposed to light. အပင်ရဲ့အဆီအများစုကအလင်းရောင်နဲ့မထိဘူးဆိုလို့ရှိရင်အပင်မပေါက်ကြဘူး။ Seed germination in light demonstrates that seedling require light to grow. အလင်းရောင်နဲ့ပတ်သက်ပြီးတော့မှအဆီတွေအပင်ပေါက်မပေါက်ကိုလေ့လာကြည့်တဲ့အခါမှာပင်ပေါက်ဖို့အတွက်အလင်းရောင်လိုအပ်တာကိုတွေ့ရတယ်။ Phototropic responses of seedling and mature plant leaves are also photomorphogenic processes. Light ကို response လုပ်တဲ့အနေနဲ့အဆီတွေအပင်ပေါက်တာသစ်ရွက်တွေ mature ဖြစ်တာတွေက photomorphogenic process တွေဖြစ်တယ်။ဒီပုံမှာတော့ different light wavelengths တွေနဲ့ response ဖြစ်တဲ့ photomorphogenic process တွေကိုပြထားတာဖြစ်တယ်။ Older plants rely on photomorphogenesis responses as well. Older plants တွေမှာဆိုလို့ရှိရင်လေ photoperiodism နဲ့ dormancy လိုမျိုး photomorphogenesis responses တွေဖြစ်ပေါ်တယ်။ Many of these responses are in response to the relative lengths of day and night by forming reproductive structures or dormant parts that can withstand a cold winter. That is the phenomenon of photoperiodism and vernalization. အပင်တွေကနေနဲ့ညအချိန်ကာလမတူတာတွေကို response လုပ်တဲ့အနေနဲ့ reproductive structures တွေဖြစ်တဲ့ပန်းပွင့်တာအသီးသီးတာတွေအပြင် dormant parts တွေဖြစ်ပေါ်ခြင်းအပြင် response လုပ်နိုင်တယ်။အရန်အေးတဲ့ဆောင်းရာသီကိုခံနိုင်ရည်ရှိဖို့အတွက်အပင်တွေမှာရှိတဲ့အဖူးတွေက dormant ဖြစ်နေတာဖြစ်တယ်။ Vernalization ကတော့အေးတဲ့ရာသီဥတုနဲ့အချိန်ကာလအတော်ကြာအပင်တွေ expose ဖြစ်ခြင်းကအပင်တွေရဲ့ပန်းပွင့်နိုင်တဲ့စွမ်းရည်ကိုအားပေးတာကိုခေါ်တာဖြစ်တယ်။တချို့အပင်တွေမှာအေးတဲ့ရာသီဥတုနဲ့ exposure မရှိခဲ့ရင်ပန်းမပွင့်နိုင်ဘူး။ငကမောက်သီးအပင်က long tail plants ဖြစ်တဲ့အတွက်ကြောင့်အပွင့်များများပွင့်ပြီးတော့မှအသီးသီးအောင်ညဘက်မှာအလင်းရောင်ရအောင်မီးသီးတွေထွန်းထားတာဖြစ်တယ်။ဒီနေ့တစ်ချက်နဲ့အတူ Grade 12 Biology Chapter 5.2.4 Photoperiodism ခေါင်းစဉ်အောက်မှာ Short day plants, long day plants, day neutral plants တွေအကြောင်း Physiology of flowering ကိုလေ့လာခဲ့ကြတယ်။ 5.2.5 Photomorphogenesis ခေါင်းစဉ်အောက်မှာ Different growth habits of plants in day and night photoreceptors တွေဖြစ်တဲ့ phytochrome, cytochrome, phototropism အကြောင်း importance of photomorphogenesis တွေကိုလေ့လာခဲ့ကြတယ်။ကျတို့နဲ့အတူမြန်မာပြည်မှာရှိတဲ့ Grade 12 Biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဇီဝက Head Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ။ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချက်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့။